အားလုံးပဲမင်္ဂလာပါနှင်ကောင်းကြရလားဒီညတော့ကျွန်တော်အနေနဲ့တကယ်လဲစားတယ်စိတ်လည်းမကောင်းဖြစ်ရတဲ့ဗီဒီယိုတစ်ပုဒ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့လူငယ်တွေ PDF လူငယ်တွေဒီတချို့ resolution တော့တိတ်တွေပေးခဲ့ကြတယ်တချို့ resolution တော့သူ့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေပေးကြတယ်အဲ့ဒီထဲမှာမှဒီလူငယ်တွေသူတို့ချက်ထောက်ပြတ်တဲ့ဟာတွေလက်ပြတ်တဲ့ဟာတွေเนาะအဲ့ဒီလူငယ်တွေကတကယ်အခုနိုင်ငံတွေဒီလောက်ထိပေးစားခဲ့ရပေမဲ့တကယ်ကိုယ့်နိုင်ငံကိုချစ်တဲ့စိတ်နဲ့ပြည်သူတွေကိုချစ်တဲ့စိတ်နဲ့လုပ်ခဲ့ရတာဖြစ်တဲ့အတွက်သူတို့ကအပြုံးမျက်နှာနဲ့တချင်းလေးတွေဆိုတဲ့ဟာပေါ့နော်အားကိုတွေးလာတဲ့ခါမှာတကယ်လေးစားတယ်စိတ်လည်းမကောင်းဖြစ်ရတဲ့အတွက်ကျွန်တော်အနေနဲ့ဗီဒီယိုပြန်ပြီးတော့ reaction လုပ်ချင်ပါတယ်တူတူကြည့်ကြရအောင် တကယ်လဲစိတ်မကောင်းဖြစ်ရတယ်လို့တကယ်လဲသူတို့ကိုလေးစားမိတယ်တကယ်ပဲခုနိုင်ငံအတွက်ဒီလောက်ထိသေးတွေခန္ဓာကိုယ်စိတ်ပိုင်းတွေပေးပြီးတော့မှအပြုံးမျက်နှာလဲနဲ့မငင်းဝဲပဲနဲ့အဲ့လောက်ထိလှုပ်ဆောင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကလည်းပဲကိုတတ်နိုင်တဲ့ဖက်ကနေမှငွေချေးပဲဖြစ်ဖြစ်တခြားစာနာရေးခါပဲဖြစ်ဖြစ်လုံနိုင်တဲ့ဖက်ကနေမှကျွန်တော်တို့ပြည်သူတွေအားလုံးပါဝင်တင်တယ်နော်အားမလျှော့ပဲနဲ့ဒီလူငယ်တွေဒီလောက်ထိပေးဆက်နေတယ်ဆိုလို့ရှိရင်နိုင်ငံတကာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအားလုံးဘယ်တော့ဘယ်ခါမှသွေးမအေးပဲနဲ့ကျွန်တော်တို့ဆက်လုပ်ဖို့လိုတယ်ဆိုတော့ကိုအနေငယ်ပြန်ပြီးတော့မှremind လုပ်ချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်မှပြန်ဆောင်ကြအောင်